တကယ်တရက်နေ့ခွဲလိုက်တယ်တပတ်အတွင်းမှာဆရာကြီးကစိတ်မပူနဲ့ဆိုတော့ပုံစံနဲ့ကိုရီးယားတော့နည်းနည်းလေးပေါ့နော်ဒီလေပြိုရေပြိုလေးစိတ်ပူတယ်ပေါ့ဆိုတော့အရန်ကောင်းသွားတယ်အစာမစားနိုင်မှာတအားဆိုးတယ်ဘာလို့လဲအာယုံကျော်ရဲ့ဒီနေရာတဲ့တဲ့ကြီးမှာအကြီးခွဲရတာဟုတ်အဲ့တော့ဟိုနောက်ပိုင်းဆိုင်ရာမှာလည်းပုံမှန်ပြန်မဖြစ်မှာတို့ဘာလို့စိတ်ပူလဲသူကအခုအရန်ပုံမှန်ပြန်ဖြစ်နေတော့လေကိုကလည်းမိသားစုကိုလည်းဟိုဝမ်းသာတကြီးအိမ်ကလည်းဝမ်းသာတကြီးပြန်ဖြစ်တဲ့အဖွဲ့အစည်းပေါ့နော်အခုကုမ္ပဏီစီစဉ်ပေးတယ်4 concentracy ကိုလည်းကျေးဇူးအရန်တင်တယ်နောက်ဆုံးဆရာကြီးပေါ့နော်ဒေါက်တာအမ်ပါမာကိုလည်းအမ်ပါလာကိုလည်းကျေးဇူးတင်ပါတယ်အားစုဟာအရန်အရေးကြီးတယ်ဆိုတာကိုပို့ပြီးတော့ကျမ်းမာကြီးကပို့အရေးကြီးရယ်ဆိုတာပို့သိလာတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အားလုံးလည်းဒီ4 concentracy နဲ့ဆက်သွဲပါချိတ်ဆက်ပါဒီလိုပဲသမီးတို့အောင်ချမ်းသာဗုဒ္ဓဂါယာလုပ်တဲ့အတွက်ကြောင့်မလို့သိကျင်တာရှိရင်လည်းသမီးတက်နိုင်သမျှပေါ့နော်ဖြည့်ပေးပါမယ်ဘာဖြစ်လို့ကိုချင်းစားတယ်မိသားစုပြန်လဲပြီး original တိုင်းပြန်တွေ့ရတယ်ဆိုတော့ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့patient ဇင်းကြော်လင်းမှာဟုတ်ကျွန်တော်ဒီခေါင်းထဲမှာပေါ့နော်အကျိတ်ရှိတော့ပေါ့အကျိတ်ရှိတော့အိန္ဒိယကဒေါက်တာအမ်ဘာလာနဲ့ကျွန်တော်ဒီ Grand Hunter မှာပြခဲ့ပါတယ်ပြခဲ့ပြီးတော့သူကခွဲမယ်ဆိုတော့ခြံတိုင်းကိုသွားပြီးတော့ခြံတိုင်းမှာခွဲခဲ့ပါတယ်ဟုတ်ခြံတိုင်းမှာကြတော့ကျွန်တော်တို့တရက်နေ့9လပိုင်း1ရက်နေ့ကနေခွဲပြီးတော့17ရက်9လကြတော့ကျွန်တော်ရန်ကုန်ပြန်ရောက်ပါတယ်ဟုတ်အားလုံးအဆင်ပြေပြီးတော့ချုံးမွေးပါတယ်ဟုတ်ကဲ့ဟုတ်နောက်ပြီးတော့ကျွန်တော်တို့4 consultancy company နဲ့ပေါ့နော် join ပြီးတော့သူတို့ကအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်ခင်ဗျာဆေးကုသမှုနဲ့ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပေါ့နော်အခုပထမဦးဆုံးကတော့ကိုရီးယားတော့ပထမဦးဆုံးဆရာဆေးပညာပိုင်းဆိုင်ရာလိုက်လေးလာတယ်ပေါ့နော်ဒီသူ့ရဲ့ဒီဝေဒနာကဘယ်လိုလုပ်ရင်ကုသရင်ပျောက်မလဲဘယ်လိုလုပ်ရင်သူ့အတွက်အဆင်ပြေမလဲပေါ့နော်အမျိုးမျိုးသုံးသပ်လိုက်တဲ့အခါကျတော့ပြန်ကောင်းသွားရင်ရောဘယ်လိုနေမလဲပြန်မကောင်းမဲ့ဟိုဘယ်ပေါ့နော်အချိန်ကာလတခုကဘယ်လိုဖြစ်နိုင်လဲဆိုတော့အများကြီးဟိုဇဝေးသွားတွေဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တော့မတို့ကလည်းဘယ်နိုင်ငံသွားကူရမလဲဘယ်လိုကူရမလဲအိမ်မှာဟိုမိသားစုလိုက်ပေါ့မတို့ကအောင်ချမ်းသာဗုဒ္ဓဂါယာဖရာဘူးပို့ဆောင်ရေးလုပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကလည်းဘာဖြစ်လဲဆိုတော့ဗုဒ္ဓဂါယာနေပြန်လာပြီးတော့ကိုကလည်းဘာရောကုဝင်ကောင်းမလဲဘယ်ကိုကုဝင်ကောင်းမလဲပေါ့နော်အဲ့လိုဖြစ်ခဲ့အဲ့ဒီအချိန်မှာကိုကိုကူညီခဲ့တာကတော့ဒီ4 concentracy ပေါ့နော်အဲ့ဒီဆေးကုသပိုင်းဆိုင်ရာမှာကူညီထောက်ပံ့ခြင်းရဲ့ကုမ္ပဏီနဲ့ကိုကချိန်မိပါတယ်ချိန်မိတဲ့အခါကျတော့အကြံဉာဏ်တွေနဲ့သူကအများကြီးပေးတဲ့အခါကျတော့ဘယ်သူနဲ့သွားပြီးတွေ့ပါလဲဆိုရင်တလတစ်ခါဆရာကြီးကလာတယ်တဲ့ Grand Hunter မှာဆေးရုံ Grand Hunter မှာရှိပါတယ်ပေါ့နော် Mr. Ambala ကနေပြီးတော့ကုသပေးနေတယ်ဆိုတော့အုံနောက်ပိုင်းဆိုင်ရာရဲ့အာယုံကြောပိုင်းဆိုင်ရာရဲ့ခါးရိုးပိုင်းဆိုင်ရာရဲ့ပေါ့နော်စိတ်ချရတယ်ဆိုတော့ကိုလိုမိသားစုကပြေးသွားလိုက်ပါတယ်ပြေးသွားလိုက်တဲ့အခါကျတော့ဆရာကြီးရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါကျဆရာကြီးကဒီကိုယ့်ရဲ့ဆေးစစ်ချက်တွေကိုကြည့်ပေးပါတယ်။ဟောဆေးစစ်ဆေးပေးတာစကိုလိုအပ်ချက်တွေမှန်သမျှနောက် operation လုပ်တဲ့အချိန်မှာလဲဆရာကြီးကအရန်တော်တယ်လို့ပဲပြောမှာပေါ့နော်ကိုကိုတွေ့တဲ့အချိန်မှာသမီးတရက်နေ့ခွဲမယ်17ရက်နေ့လေးမြန်လက်မှတ်ဖြတ်တယ်ဆိုကိုကအရန်အံ့ဩရတယ်ပေါ့နော်တရက်နေ့သွားတာကိုဒီခေါင်းကိစ္စကြီးကလူတိုင်းက6လနေဘာဖြစ်မယ်လို့တစ်နှစ်နေဘာဖြစ်မယ်လို့ဒါစိတ်ပူတကြီးပြောနေတဲ့အချိန်မှာတော့မှဆရာကြီးကကိုကိုဘာပြောလိုက်တယ်ဆိုတော့တရက်နေ့ခွဲမယ်17ရက်နေ့မှာနေဘာပြိုပြန်ကိုပြန်ရမယ်လေးမြန်ဖြတ်လိုက်ဆိုတော့ကိုရီးယားတရားနဲ့တယောက်ကြည့်နေရတယ်ဟုတ်ပါမလားပေါ့နော်တကယ်တမ်းကျတော့တကယ်တရက်နေ့ခွဲလိုက်တယ်တပတ်အတွင်းမှာဆရာကြီးကစိတ်မပူနဲ့ဆိုတော့ပုံစံနဲ့ကိုရီးယားတော့နည်းနည်းလေးပေါ့နော်ဒီလေပြိုရေပြိုလေးစိတ်ပူတယ်ပေါ့ဆိုတော့အရန်ကောင်းသွားတယ်အစာမစားနိုင်မှာတအားဆိုးတယ်ဘာလို့လဲအာယုံကျော်ရဲ့ဒီနေရာတဲ့တဲ့ကြီးမှာအကြီးခွဲရတာဟုတ်အဲ့တော့ဟိုနောက်ပိုင်းဆိုင်ရာမှာလည်းပုံမှန်ပြန်မဖြစ်မှာတို့ဘာလို့စိတ်ပူလဲသူကအခုအရန်ပုံမှန်ပြန်ဖြစ်နေတော့လေကိုကလည်းမိသားစုကိုလည်းဟိုဝမ်းသာတကြီးအိမ်ကလည်းဝမ်းသာတကြီးပြန်ဖြစ်တဲ့အဖွဲ့အစည်းပေါ့နော်အခုကုမ္ပဏီစီစဉ်ပေးတယ်4 concentracy ကိုလည်းကျေးဇူးအရန်တင်တယ်နောက်ဆုံးဆရာကြီးပေါ့နော်ဒေါက်တာအမ်ပါမာကိုလည်းအမ်ပါလာကိုလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဆရာကြီးရဲ့ဆုံးဖြတ်ချက်တွေဆရာကြီးရဲ့ပြောပြဆက်တွေပေါ့နော်သူ့ရဲ့ team work ရဲ့လှုပ်ရှားမှုတွေကလေဟိုမြတ်စွာဘုရားပေါ့နော်ဗုဒ္ဓဂါယာဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်ရဲ့အဆောက်အအုံကောင်းကောင်းလေးနဲ့ဟိုသူတော်ကောင်းတွေစောက်ရှောက်တယ်လို့ပေါ့နော်ကျေးဇူးလည်းအရန်တင်တယ်မိသားစုဟာအရန်အရေးကြီးတယ်ဆိုတာကိုပို့ပြီးတော့ကျမ်းမာကြီးကပို့အရေးကြီးတယ်ဆိုတာပို့သိလာတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အားလုံးလည်းဒီ
4 concentration နဲ့ဆက်သွဲပါချိတ်ဆက်ပါဒီလိုပဲသမီးတို့ကအောင်ချမ်းသာဗုဒ္ဓဂယာလုပ်တဲ့အတွက်ကြောင့်မလို့သိကျင်တာရှိရင်လည်းသမီးတက်နိုင်သမျှပေါ့နော်ဖြည့်ပေးပါမယ်ဘာဖြစ်လို့ဆိုတော့ကိုချင်းစားတယ်မိသားစုပြန်လဲပြီး original တိုင်းပြန်တွေ့ရတယ်ဆိုကြောင့်ပေါ့နော်ကျေးဇူးတင်ပါတယ်အခုပေါ့နော်ဟိုဒီလိုမျိုးပေါ့နော်ဟိုဘယ်လောက်ထိ view site ပေးလဲဆိုလို့ရှိရင်အမားတို့မှာတကယ်တမ်းကျတော့အိန္ဒိယနိုင်ငံကိုဗုဒ္ဓဂယာလုပ်တဲ့အတွက်ကြောင့်မလို့ကိုကအိန္ဒိယစကားတွေပိုင်းနည်းနည်းပါနားလဲတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာအခက်ခဲရဖြစ်တဲ့ခါကျတော့ကိုကချက်ချင်းအခု 4 concentration မှာရှိတဲ့ကိုယ့်ရဲ့အမပေါ့နော်ဖုန်းချက်ချင်း24 hour လောက်တောင်ပြောရမလို့ဖြစ်နေရပါတော့အမကြီးလောက်ပါအောင်ဘာပြောလဲမသိဘူးကျွန်မဘာလိုအပ်တယ်ပေါ့နော်အသေးစိတ်ရကစားအဲ့တိုင်းကအမရေတစည်းတာမဝင်ဘူးဆိုပြီးတော့အဲ့ဘက်ကုမ္ပဏီပေါ့နော်ဖုန်းနဲ့ဆက်အမဘယ်လိုလုပ်ကြမလဲဖြစ်ပါမလားဆရာကြီးကတော့မဟုတ်ဘူးနော်ညီမဆရာကြီးကဘယ်လောက်ထိလဲဆိုရင်ခွဲကန်းနဲ့ဝင်သွားတာ6နာရီခွဲနဲ့ဝင်သွားတာ10နာရီခွဲမှာပြန်ထွက်လာတယ်ဟာဝိုင်းနေတဲ့ဒီဆေးရုံမှာရှိနေတဲ့လူတွေရတယ်အောင်မြင်လားသမီးတယ်ဒီသမီးတို့ဒီဘက်ကကုမ္ပဏီဘက်ကလည်းအချိန်နဲ့တပြေးညီအမဆရာကြီးကလုံးဝ successful ဖြစ်တယ်အရန်အောင်မြင်တယ်ဂုဏ်ယူတယ်ဆိုတော့ကိုပြောတော့ကိုကလေဟုတ်လားဆိုအဲ့ချိန်ကြားမှာကိုကပြေးကြည့်ရတာပေါ့ပြေးကြည့်တဲ့ခါကျတော့ကိုလူနာကအချိန်လေးကကောင်းတယ်မျက်လုံးတွေခက်ပြတယ်ဘာညာပေါ့နော်အကုန်လုံးရှာထုတ်ခိုင်းနေမျက်လုံးကအသေးစိတ်လုပ်ပေးတယ်အဲဒါကြောင့်မလို့ဗာပဲပြောပေါ့နော်ကိုဟိုတက်ရောက်ထဲသွားတာလည်းမဟုတ်ဘူးကုမ္ပဏီနဲ့လည်းချိတ်ဆက်ထားတဲ့အတွက်ကြောင့်မလို့ဖြစ်လာတဲ့မှန်သမျှကိုဒီကုမ္ပဏီကိုဒီဘက်ကနေ Viber ကနေနှမ်းပြောတယ်သူတို့ဘက်ကလည်းဟိုဘက်မှာ guide တွေလည်းခေါ်ပေးထားတယ်အဲအတွက်ကြောင့်မလို့ guide တွေကလည်းအချိန်မျိုးစပ်ပါအချိန်မျိုးလုပ်ပေးပါတယ်ဆိုတော့ view site မှုရတယ်ပေါ့နော်အဓိကကတော့ရွေးချယ်မှုဒီလူနာကိုညီမဒီဦးစားအရန်ပေးပါတယ်လူနာကိုဆရာကြီးကောင်းမွန်စွာကုပေးနိုင်ဖို့အတွက်ကိုအရေးကြီးပါတယ်နောက်တန်းပိုင်းဆိုင်ရာအထက်ကိုပေါ့နော်ကိုကနောက်ကနေလှုပ်ပေးမယ်လူနာကိုကောင်းကောင်းမွန်မွန်အိမ်ကိုကောင်းကောင်းမွန်မွန်ပကတိတိုင်းပြန်လာဖို့အတွက်ကိုညီမတို့ပထမဦးစားပေးအနေနဲ့ထားတဲ့အတွက်ကြောင့်မလို့အခုရလက်လည်းကောင်းပါတယ်ဗုဒ္ဓဂယာမြတ်စွာဘုရားကိုလည်းဆုတောင်းပါတယ်နေရာဆုံးကလည်းသူတို့ကောင်းနေနဲ့လည်းတွေ့ပါတယ်အကုန်လုံးလည်းအဆင်ပြေပါတယ်ရှင့်